你嘛里边？OK 明啦，就前面那个你之前讲的那 KV 搞，那ဆက်သွယ်ပေးနေတော့လည်း WiFi လေးပိတ်တူလေးဒီမှာပြန်လဲပိတ်သိမ်းနေပြီဖြစ်တဲ့အတွက်လူချင်းမဲ့ဒီကကိုဆက်လက်ဆုံးပြမှာလားဆိုတာပြန်လဲဆက်သွယ်ပေးထားခြင်းဖြစ်ပါတယ် တုံးပါပါ OK မင်္ဂလာပါလူချင်းမဲ့ဒီကကိုဆက်လက်ဆုံးပြမယ်ဆိုရင်ဒါနဲ့ပြန်လဲဆက်သွယ်ပေးထားတဲ့အတွက်လည်း WiFi လေးပိတ်တူလေးဒီမှာပြန်လဲပိတ်သိမ်းနေပြီဖြစ်တဲ့အတွက်လူချင်းမဲ့အတော့2မိနစ်ပြင်မှာပိတ်သိမ်းတော့မှာဖြစ်ပါတယ်လူချင်းမဲ့ဆက်လက်ဆုံးပြမယ်ဆိုရင်2မိနစ်ပြင်မှာ40ရာပြောင်းလာပြီပြန်လဲစစ်သေးပေးနေတယ်မှာလူချင်းမဲ့ဒီကကိုဆက်လက်ဆုံးပြလို့ရမယ်ဆိုတဲ့အကြောင်းပြန်လဲဆက်သွယ်ပေးထားတာဖြစ်ပါတယ် ညီမလေးဘယ်ဘန်းအလားမှာလဲ OK မင်္ဂလာပါလူချင်းမဲ့တက်ကနေနေတဲ့အခါမှာပြန်လဲစစ်သေးပေးနေတယ်လို့ရပါတယ် ညီမလေးအနှစ်မိနစ်ဆိုတော့လေအမဘန်သွားလို့ရှိရင်အနေနဲ့ကြာအောင်မှာအဲ့လိုရလား ဟုတ်ကဲ့မင်္ဂလာပါလူချင်းမဲ့အတော့2မိနစ်ပဲချိန်ရနေဖြစ်တဲ့အတွက်2မိနစ်ဒီမှာပြန်လဲပိတ်သိမ်းလိုက်ရမယ်လို့ပြောရလား အမဟုတ်တယ်ညီမလေးအမအိမ်ထဲကဘန်ထဲကကြာအဝေးတာလေဝေးတော့ကြာတော့လေအမဘယ်လိုသွားမှာအဒီအနှစ်မိနစ်ပဲအဆောင်ဆိုတော့ ပြင်ပြတော့မင်းပတ်စံနေတိုင်းထည့်တာ 2မိနစ်ဒီမှာပြန်လဲပိတ်သိမ်းလိုက်ရမယ်လို့ပြောရလား ဟုတ်တယ်အဖို့လေအမအနှစ်မိနစ်အတွင်းမှာဘန်ကိုရအောင်သွားမှာလားဒါမှမဟုတ်လို့ရှိရင်ဟိုခဏအဆောင်ပေးဦးမလားအဲ့ဒါကိုမေးတာ ဟုတ်ကဲ့ပါလူချင်းမဲ့အတော့2မိနစ်ပဲချိန်ရနေဖြစ်တဲ့အတွက်ပြန်လဲဆက်သွယ်ပေးထားဖြစ်ပါတယ်လူချင်းမဲ့ဆက်လက်ဆုံးပြမယ်ဆိုရင်ဖုန်းလေးချပဲပိုင်ဆောင်ထားပြီးပါကျွန်တော်တို့ကမောတာကြီးတစ်ပတ်မှာဒီပါနဲ့ပြန်လဲစစ်သေးလေးဖြစ်သွားပြီးမှဖြစ်ပါတယ် ဟောညီမလေးဟုတ်ပြီဟုတ်ပြီ ဟုတ်ကဲ့မင်္ဂလာပါလူချင်းမဲ့ဒီကကိုဆုံးပြနေရချိန်တော့ကြာပြီလား ကြာပြီ ဟုတ်ကဲ့ပါလူချင်းမဲ့ဒီကကိုခွင့်ရှိထားတဲ့အခါမှာဘယ်ကမှခွင့်ရှိထားလဲဆိုတော့ချက်ပြန်ချိန်ကြပြီပါ ညီမလေးအမကဟိုအနှစ်ထိုးကြီးမှာ ဟုတ်ကဲ့ပါဆရာလူချင်းမိတ်တွေကကိုခွင့်ရှိထားတဲ့အခါမှာညီမတို့ကနေပြီးတော့လက်ထောက်ကခွင့်ရှိထားတယ်ဆိုညီမတို့ကနေပြန်လဲစစ်သေးလေးနေတရားမှာဖြစ်ပါတယ် အေးညီမလေး ဒီမဲ့ကနေတပ်ပုံလေးနဲ့ကကလုံးလေးဆောင်လေးဆက်ပြီးပြောပြရမှာဖြစ်ပါတယ် အေးညီမလေးတစ်မြင်းဆောင် ပြင်းပြင်းဆောင် 963 ဟုတ်ကဲ့ပါမြင်းဆောင်လေးပြီးတော့ရှိပါသေးတယ် ရထတာ ရဖတ်တာလို့ပြောလား ဟုတ်တယ်ညီမလေး ရ ထတာ ဟုတ်ကဲ့ပါတက်တက်ပွဲပွဲလေးပြောပြပါ ရထတာ ဟယ်လို ရထတာ ဟယ်လို ရထတာ ဩဒီ तू ကတာနဲ့တာမကွဲဖြစ်နေလို့ ဟုတ်ကဲ့ပါ ရထတာရထတာ ရဖတ်တာလား ရတယ်ရလေရကိုထားတယ်လေ ဟုတ်ကဲ့ပါ ရကိုထားတယ်တာတယ်လေ ဟုတ်ကဲ့ပါ ရထတာလေကွယ်ရထတာလေကွယ်ရထတာလေကွယ် ဟုတ်ကဲ့ပါဆရာတပ်ပုံလေးနဲ့ကပြရ နံပါတ်လေကွယ် ဟုတ်ကဲ့ပါ အေးชอบนะคะโทรมาเลยชอบนะคะ ဆောင်းနာပါ ชอบนะคะโทรต้มนะคะโทร ဟုတ်ကဲ့တက်တက်ပွဲပွဲလေးပြောပြပါ ชอบนะคะโทร 6 ต้มนะคะโทร ဟုတ်ကဲ့ပါရှင် นี่นะคะโทร ဟုတ်ကဲ့ เละนะคะโทร ဟုတ်ကဲ့ งานะคะโทร ဟုတ်ကဲ့ပါ ရပြီလေရပြီလေ ဟုတ်ကဲ့ပါဒါလူချင်းမရဲ့ဘက်ဆိုတော့ပတ်ပုံလေးနဲ့ကပြတာ ဟုတ်တယ်ဟေးမိမကျွန်တော်မိမ ဟုတ်ကဲ့ပါရှင် ကျွန်တော်မိမ तू ကစကားမသိအဲ့ဒါကြောင့်ကျွန်တော်သူ့ယောက်ျား ဟုတ်ကဲ့ပါ သူနဲ့ကျွန်တော်နဲ့ယူတဲ့အချိန်ကျွန်တော်တို့ဟိုနေကနေလာတယ်နထိုးကြီးအဲ့မဖွင့်နဲ့ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါညီမတို့ဘာနဲ့ပြန်လို့စစ်တဲ့အခါမှာစစ်သေးကိုချဆောင်ပေးပါဖြစ်ပါတယ် ကုတ်လား ကိုယ်မချတယ်လက်စိတ်ကိုဝင်ကြည့်ဆောင်ပေးပါတက်လာစစ်သေးကိုလည်းဆောင်လို့တွေ့ပြီဆိုရင်အများလေးပြန်ပြောပြရမှာဖြစ်ပါတယ် ဟုတ်ပြီနော်မြန်ထိုးလားမြန်ထိုးနော်2မိနစ်ကြော်တယ်နော်2မိနစ်ကြော်တယ်ဆိုပိုက်စံတွေကတော့ပိုက်စံတွေကအများကြီးရှိတယ်နော်ပိုက်စံကအများကြီးရှိတယ်နော်အဲ့ဒါ2မိနစ်အမြန်ထိုးနော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါလေးကြည့်ပေးပါခဏလေးဆောင်လို့ကြာလာလားဆိုကြည့်ပေးပါ ကြည့်မနော် ဟုတ်ကဲ့ပါရှင်ကြာလာလား မကြသေးဘူးလေကွာ ဟုတ်ကဲ့ပါမက်ဆေ့ချ်မှာကြာလာမှာဖြစ်ပါတယ် အပြင်ထွက်တော့ဖုံးကြသွားမနော် ဟုတ်ကဲ့ပါဖုန်းလေးမချပါနဲ့ဖုန်းလေးမချမဲမက်ဆေ့ချ်ကိုဝင်ကြည့်ထားပေးပါ အဲ့လိုနေမတတ်ဘူးလေကွာ ဟုတ်ကဲ့ပါလေးကလေးနဲ့ဆွဲပြီးတော့မက်ဆေ့ချ်ကိုဝင်ထားပေးပါ နေမတတ်ဘူးလို့နေမတတ်တော့အဲ့ဒါဖုံးပြန်ဆက်လိုက်ဖုံးပြန်ဆက်လိုက်နော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါပြန်ဆုံးပြီးတော့ကြည့်ပေးပါနော် ကြည့်ပြီနော်ခဏနော်စောပတ်စံများကြီးရှိလို့လေအရန်ကြောက်နေပြီ ဟုတ်ကဲ့ပါ ပိုက်စံတော့အဲ့ဒါအရန်များတယ်နော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ အမြန်ပို့နော်ဒီကအမြန်ပို့လိုက်နော် ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ခဏလေးချောင်းအများလေးကြည့်ပေး အေးခဏနော်6လုံးနေလားခဏအလိုပဲလားခဏအလိုပဲလား ဟယ်လို ခဏအတိုင်းပြောမယ်နော် ဟုတ်ကဲ့ပါခဏလေးချောင်းလုံးနော် အမြန်ပြောနော်အခုပြောတော့လေ လူချင်းမဲ့မက်ဆေ့ချ်မှာကြည့်ထားပေးရမှာလူချင်းမဲ့မက်ဆေ့ချ်ကိုဒီမှာကနေစစ်သေးကိုချဆောင်ပေးလိုက်တာခဏလေးချောင်းလုံးဖြစ်တယ်အဲ့ဒါလူချင်းမဲ့ဘက်ကနေအများလေးပြန်ပြောပေးရမှာဖြစ်ပါတယ် ဟုတ်ပြီနော်အမြန်ကြည့်မယ်နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ မြန်ကြည့်မယ်နဲ့ငါတို့ဒီများနှိမ့်ဆက်နေကြ